အားလုံးပဲမင်္ဂလာပါဒီနေ့ရုံးဝပြန်ရာသီဥတုတွေကလည်းကောင်းနေတော့နည်းလေး live မဟုတ်ပါ record လုပ်ပြီးတော့အလုပ်တွေ့ကြုံပြီးပြောချင်လို့ပေါ့နော်အခုဒီ Management Institute မှာခန့်တာ2ယောက်ပေါ့နော်2ယောက်ကကျတော့အိန္ဒိယပဲသူကဒီပိုင်းမှာ10နှစ်လောက်ရှိပြီတဲ့သူပြောတာ10နှစ်လောက်ရှိတဲ့ဘေးနဲ့ရှင်ဖြုတ်ရမှာပေါ့ဗျာတည်ရနော်ဆိုတော့10နှစ်လောက်ရှိတဲ့ဘေးနဲ့ရှင်ဖြုတ်အောင်လို့ဆိုတော့ဝရိယအားကောင်းဖို့လိုပေါ့နော်ဆွဲလုံးလာဝရိယပေါ့နော်ဆိုတော့ကံတရားကတော့သူ့ဘာသာသူပြီးသွားပါလေအဲ့တော့တခုပေါ့ဗျာနော်ဆိုတော့ဒီနေ့ training ပေးတယ် training ပေးတော့ကျောင်းက training ပေးတော့8 years ရှိတဲ့ဘေးကဘာမှဝင်ဆွေးနွေးတာမျိုးမရှိဘူးဗျာသိရမှာဆိုတော့ဒီ training နဲ့ပတ်သက်ပြီးတော့ဒီ management ဘိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ကကိုယ်တိုင်လည်းလုပ်ခဲ့တယ်လေးလာမှုထိုက်လျောက်လည်းရှိခဲ့တယ်ဆိုတော့ကျွန်တော်ဝင်ဆွေးနွေးတယ်မိကောင်းနေမေးတယ်ပေါ့နော်အဲ့တော့ကျောင်းကဘာပြောလဲဆိုတော့အားသားတဲ့ calm down နဲ့မင်းအရင်မလို့နေတဲ့ဖြည်းဖြည်းသွားပေါ့နော်ဆိုတော့မိရဲ့မိကောင်းလေးကောင်းနေတဲ့မင်းအရင်က education နဲ့ပတ်သက်ပြီးတွေ့ကြုံရှိလားတဲ့အဲ့တော့ရှိလားဆိုတော့ကျွန်တော်ကသူ့ပြောပြတာပေါ့နော် training ပြီးရဲ့ကာလမှာစကားဆက်ပြီးပြောရင်းနဲ့ကျွန်တော်နောက်ဆုံးအလုပ်ထွက်ခဲ့တဲ့ position ကဒီဟိုပါပေါ့နော် training channel HOD အနေနဲ့ကျွန်တော်လုပ်ပြီးတော့အလုပ် resign တင်ခဲ့တာပေါ့နော်ဆိုတော့အဲ့ဒီ training channel မတိုင်ခင်မှာအခုကျောင်းကမေးတော့ကျွန်တော်ဘွားရဲ့အတေးချောင်းလေးတွေပြန်ပြီးတော့တတိယသွားတာပေါ့နော်ဆိုတော့ပြောရင်းနဲ့ပေါ့နော်ဆိုတော့သူ့ကိုပြောပြရတဲ့ပြန်ပြီးတတိယသွားရင်းနဲ့အခုရာသီဥတုတွေကတာယာတော့အိမ်မပြန်သေးပဲနဲ့ခဏလေတဖြည်းဖြည်းလေးတိုက်တော့ပေါ့နော်ဆိုတော့စကားလေးခဏပြောတာအဲ့တော့ကျွန်တော်ဒီ2018ပေါ့နော်2018ကျွန်တော်တယ်လီဖုန်းတစ်ခုမှာကျွန်တော်လှုပ်ရှားဝင်တဲ့ခါမှာကျွန်တော် knowledge က0 level နဲ့စတယ်ပေါ့နော်ဆိုတော့အဲ့ကာလတွေမှာပြောမှဆို leader နဲ့ကအဆင်မပြေခဲ့တဲ့ကာလပေါ့ဗျာနော်ဆိုတော့သူ့ဘာသာစကားကိုနားမလဲကိုပြောတဲ့စကားသူနားမလဲဆိုတာနဲ့ပေါ့နော်ဆိုတော့အခုဒီဟောပေါ့နော်2022အစပိုင်းမှာ2022အစပိုင်းမှာကျွန်တော်ကိုဒီဟောပေါ့နော်ဒီbranch တစ်ခုပေါ့နော်director က branch တစ်ခုကိုစပြီးတော့2022 6လပိုင်းပေါ့နော်မှတ်ရတာဝန်ယူခိုင်းနေပေါ့နော်တာဝန်ယူခိုင်းနေဆို supporting ပေးခိုင်းနေပေါ့နော်ဆိုတော့ကျွန်တော်လိုပဲကျွန်တော် department မှာကိုစီတာဝန်ယူကြရတယ်ဆိုတာတွေရှိတယ်ပေါ့နော်ကိုစီ program နဲ့တာဝန်ယူကြရတာတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကဆက်ချင်းကျွန်တော် branch ကိုတာဝန်ယူတဲ့အခါမှာအဲတော့တက်ခါစား director နဲ့တူပါတယ်ရောက်ချင်း director ဖြစ်နေတဲ့တူအဲ့ချင်းအဲ့တော့ဆရာသမားကကျွန်တော် branch ကိုရှင်ပြီးတော့ပေါ့နော်တခြား branch နဲ့ရှင်ပြီးတော့ပြောလာမယ်ပေါ့နော်ဒီလိုကောင်နေမလောက်တက်မကင်တဲ့ရင်လောက်တက်ကင်တဲ့ branch မှာသွားပြီး training ယူပေါ့နော်ဆိုတော့ကျွန်တော်အဲ့ screenshot လေးကိုတင်ထားတယ်ဗျာလားဆိုတော့ကိုပထမဦးဆုံးတာဝန်ယူတဲ့ area မှာဒီလိုပုံစံပြောခံရတော့စိတ်ထဲမကောင်းဘူးဗျာနော်ဒါပေမဲ့အရှိပိုင်းမှာဘသူတွေဘယ်လိုပဲဖြစ်ခဲ့ပေါ့နော်ဆိုတော့ကျွန်တော် supporting ပေးတဲ့ကာလမှာအကောင်းဆုံးဖြစ်ကြမယ်ပေါ့နော်ဆိုတော့ဆက်ကျွန်တော် emotion နဲ့စတာပေါ့ဗျာနော်စိတ်မကောင်းခြင်းဆိုတဲ့ emotion ပေါ့အဲ့ဒီ emotion ကနေပြီးတော့
motivation တစ်ခုရသွားတာပေါ့နော်အဲ့ဒါဘာလဲဆိုတော့တနေ့ပေါ့နော်ငါ branch ပေါ့နော်ငါ branch ကိုငါnationwide ranking 1အထိရအောင်ငါဆွတ်တင်မယ်ပေါ့နော်ဆိုတော့ကျွန်တော်စပြီးတော့ supporting ပေးချိန်ကာလမှာစုစုပေါင်း total branch 18ခုလောက်ဟုတ်တယ်အဲ့ဒီချိန်တော့16-18ခုလောက်ရှိတဲ့အချိန်မှာကျွန်တော်supporting ပေးရဲ့ branch က13လောက်ဖြစ်တယ်ပေါ့ဗျာဆိုတော့2022အကုန်ပိုင်းလောက်မှာပေါ့ဗျာเนาะကျွန်တော်ranking 1ရတဲ့အချိန်တော့ပဲအမှတ်မိလိုက်ပြီးဖြစ်သွားတာပေါ့เนาะဆိုတော့2022အကုန်ပိုင်းလောက်နဲ့တူဒီဇင်ဘာလောက်မှာ6လပိုင်းလောက်ကအားနေခဲ့တဲ့ branch တစ်ခုက2022အကုန်12လပိုင်းလောက်မှာfirst place ပေါ့เนาะဆိုတော့ position 1 nationwide ranking 1ကိုရခဲ့တယ်ပေါ့เนาะဆိုတော့ C level ရှိတဲ့ group ထဲမှာကျွန်တော် screenshot ရိုက်ပြီးတော့ကျွန်တော် team နဲ့ကျွန်တော်ပြောမှဆိုလို့ရှိရင် celebrate လုပ်ခဲ့တယ်ပေါ့ဗျာเนาะဆိုတော့ထည့်ရေးတယ်ဗျသိလားစာထဲမှာလည်းကျွန်တော်ထည့်ရေးတယ်ကျွန်တော်တို့ကိုဘယ်သူမှ training ပေးစရာမလိုဘူးကျွန်တော်တို့ကသာပြန်ပြီးတော့ training ပေးမယ်ပေါ့ဗျာเนาะဆိုတော့ငါတို့ဟိုစိုးသွမ်းခဲ့တာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ငါတို့အားနေခဲ့တဲ့အချိန်ကနေပြီးတော့အခုငါတို့အားကောင်းတဲ့အချိန်ရောက်လာပြီဒီလိုနေ့မျိုးအတွက်ငါတို့စူးစမ်းခဲ့ရဂျိုးနှက်တယ်ပေါ့ဗျာเนาะအောင်နိုင်သူတို့ရဲ့စကလုံးပေါ့ဗျာเนาะဆိုတော့မြင်တဲ့တချို့လူတွေကလေလုံးထွားတယ်တို့ဘာတို့ဖြစ်ရင်လည်းဖြစ်မှာပေါ့ဒါကတော့သူတို့အပိုင်းပေါ့เนาะတချို့ negativity တွေကကိုမယူသမျှသူတို့ပဲပြန်ယူသွားမှာလေเนาะဆိုတော့ကိုက positive energy နဲ့ကျုံးတယ်ပြောမှဆိုလို့ရှိရင်အဲ့ကာလာတွေမှာကျွန်တော် OD ဆိုတာဘာမှမသိဘူးကျွန်တော်ညဘက်10နာရီခွဲ17နာရီလဲlaptop screen နဲ့မျက်နှာနဲ့မပြတ်ဘူးပေါ့နော်တောက်လျှောက် supporting အပြည့်ဝပေးတယ်เนาะဆိုတော့စုပေါင်း manager 9ယောက်နဲ့ cooperate လုပ်ကြတာပေါ့ဗျာเนาะဆိုတော့ကျွန်တော်အကောင်းဆုံးလုပ်နိုင်ခဲ့တယ်ပေါ့ဗျာเนาะဆိုတော့ပြီးတော့ manager အသစ်ပေါ့เนาะဆိုတော့ကျွန်တော် department မှာ manager အသစ်ရောက်လာတယ်လူငယ်ပေါက်ရောက်လဲရှိတယ်ပေါ့เนาะဆိုတော့အဲ့ဆရာသမားရောက်လာတဲ့အချိန်မှာ market visit သွားတိုင်းကျွန်တော် training နဲ့ပတ်သက်ပြီးတော့လိုအပ်ချက်လေးတွေကိုသူ့ကိုတင်ပြရတယ်ပေါ့เนาะဆိုတော့အဲ့တော့ငါ branch ကိုငါဘယ်လိုပုံစံမျိုးဆွဲတင်နိုင်ခဲ့ရဆိုတော့ achievement ရဲ့ပြီးတော့လို့ရှိရင်အဲ့ဒီကနေပြီးတော့ outcome ရှိတယ်လို့ဗျာလိုအပ်ချက်တစုံတရာတွေလည်းထွက်ပေါ်လာတယ်ပေါ့ဗျာเนาะဆိုတော့အဲ့တော့တချို့ຢာတွေကပါဇက်နဲ့ပြောရုံနဲ့ခီးမရောက်ဘူးပေါ့เนาะလုံးကြည့်တဲ့အခါမှာခီးရောက်တဲ့အခါမှာလိုအပ်ချက်တွေအားနည်းချက်တွေတွေ့လာတယ်အဲ့ဒါတွေကိုကျွန်တော်summarize လုပ်တယ် report လုပ်တယ် discussion လုပ်တယ်ဆိုတော့ဆရာသမားကtraining ဆိုတဲ့အရာကိုသူနည်းနည်းလေးသဘောပေါက်လာဒါတော့ကျွန်တော်ဘက်ကအမြင်ပေါ့เนาะလိုအပ်ချက်ကိုသူမြင်သွားတယ်လို့ကျွန်တော်ထင်တယ်ပေါ့เนาะအဲ့တော့2023အစနဲ့တူတယ်ကျွန်တော်တို့ဒီ department အောက်မှာရှိတဲ့ channel တွေကမှtraining channel ဆိုပြီးတော့ channel အသစ်ထွက်လာတယ်အဲ့ဒီ channel မှာကိုကြီးခင်ဗျာ HOD အနေနဲ့ run ဆိုပြီးတော့ချတယ်ပေါ့เนาะဆိုတော့ဟိုကျွန်တော်အကောင်းဆုံးတိစောက်ခဲ့တယ်ပေါ့ဗျာเนาะဆိုတော့အခုကျွန်တော် training channel HOD ကနေပြီးကျွန်တော် resign တင်ခဲ့တဲ့အခါမှာလည်းကျွန်တော် business center director တွေကိုဘယ်လိုပုံစံမျိုး evaluate လုပ်မလဲ nationwide evaluation plan ဆိုပြီးတော့ကျွန်တော်ရေးဆွဲခဲ့တာရှိတယ်ပေါ့เนาะဆိုတော့ဟိုအမြဲတမ်းစဉ်းစားတယ်ဗျခေါင်းထဲမှာအမြဲတမ်းအလုပ်ပဲသိရမှာမိုးလင်းလာနဲ့ဟို toilet သွားရင်းနဲ့လေခေါင်းထဲမှာဒါပဲတွေးတယ်သွားတိုက်ရင်းနဲ့လေခေါင်းထဲမှာဒါပဲတွေးတယ်ဒီဟောင်းကဘယ်လိုလုပ်ရမလဲဒီဟောင်းကဘယ်လိုလုပ်ဒီဟောင်းကကောင်းဘယ်လိုလုပ်ဒါမျိုး focus Japan Samurai ဒါခုတ်တယ်လို့ပေါ့ဗျာเนาะဆိုတော့ဥတီချက်က focus တွေအများကြီးချိန်ပေါင်းများစွာဖြစ်လာတဲ့အခါမှာ
ကိုအခြေအနေတစ်ခုရောက်သွားတယ်အခြေအနေတစ်ခုဖြစ်သွားတယ်ဆိုတာကနောက်ကလိုက်တာပေါ့ဗျာနော်ဆိုတော့ဆိုလိုချင်တာကဘာလဲဆိုတော့မြန်မာစကားပုံမှာလည်းအပေးအယူပေါ့ဗျာနော်အပေးကအရင်လာတယ်အယူကနောက်မှာသွားတယ် English စကားပုံမှာလည်း give and take ပေါ့နော်မြန်မာနဲ့ English ကဘာသာစကားကစန့်ကျင်ဘက်ဖြစ်တော်ညာလဲပဲများသောအားဖြင့်စန့်ကျင်ဘက်ဖြစ်တော်ညာလဲပဲဒီစကားပုံလေးကတော့တူသွားတာတွေ့ရတယ်ပေါ့နော်ဆိုတော့အများတဲ့အပေးပဲအရင်လာတယ်ပေါ့နော်ဘယ်တော့မှအယူအရင်မလာဘူးပေါ့နော်အဲ့တော့ဘယ်လိုပဲမဆိုကိုယ့်ဘက်ကအရင်ပေးမလဲပေါ့နော်ဆိုတော့ငါဘက်ကပေးလိုက်ရတယ်ဆိုတော့စိတ်ခံစားချက်မျိုးမဟုတ်ဘူးပေါ့ဗျာเนาะကျွန်တော်ဒီမြန်မာနိုင်ငံတနန်တလျာ training ဒီပြောမှဆိုလို့ရှိရင် market visit သွားရဲနဲ့director က brother training ပေးပါညာဆိုလို့ရှိရင်ကျွန်တော်အမြဲတမ်းsharing လုပ်တဲ့စကားလေးရှိတယ်ပေါ့เนาะဆိုတော့အဲ့ဒါဘာလဲဆိုတော့ဆောနာပြောတဲ့စကားပုံကိုအခြေခံပြီးပြောမှဆိုလို့ရှိရင် give and take ပေါ့เนาะဆိုတော့အမြဲတမ်းအရင်ပေးဆိုတော့အရင်ပေးလိုက်တဲ့အတွက်ငါပေးရမှာလားဆိုတဲ့အတွေးမျိုးထက်ဗျာသိရမှာငါပေးရမှာလားဆိုတဲ့အတွေးမျိုးထက်ငါပေးလိုက်လို့ရှိရင်ဘယ်ဟာဘာဖြစ်သွားမလဲဘာရမလဲဆိုတော့အရင်စဉ်းစားရမှာပေါ့နော်ဆိုတော့သိကြတဲ့ဝန်ထမ်းဘက်က afford တစ်ခုကို site art တစ်ခုပေးလိုက်တာနဲ့ပထမဦးဆုံးအကျိုးမြတ်ရသွားမှာက company เนาะဆိုတော့boss တထေးကအကျိုးမြတ်ရသွားမယ်เนาะဆိုတော့အဲ့တော့ငါလုပ်ပေးလိုက်လို့တထေးကအကျိုးမြတ်ရသွားမယ်ဆိုတော့ပြောမှဆိုအနေထားလောက်ပဲတွေးပြီးလုပ်မယ်ဆိုလို့ရှိရင်เนาะအေးပြော်မှာမဟုတ်ဘူးဗျအဲ့တော့ okay ငါလုပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ငါရဲ့ effort တစ်ခုကြောင့် company နဲ့ boss ကပြောမှဆိုလို့ရှိရင်အကျိုးမြတ်ရတာ okay အဲ့ဒီနောက်ပိုင်းမှာဘာထပ်ဖြစ်လာမလဲကုမ္ပဏီဖွံ့ဖြိုးတိုးတက်သွားမယ်တို့ငါလာစားများလာမယ်တို့ဘာလို့ခဏထားဆိုတော့ဒါတွေက fairy tale တွေတည်ရလားဆိုတော့အဲ့ဒါလေးခဏထားအဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့အကောင်းဆုံးပေးလိုက်တဲ့အတွက်ကြောင့်မို့လို့အကောင်းဆုံး experience တွေရတယ်ဘာလို့လဲဆိုတော့သူကအလုပ်လုပ်တဲ့အတွက်မှားတယ်ဗျာအမှားတွေကိုမြင်လာတယ်အဲ့အမှားတွေကမှ experience ဆိုတဲ့ပြောမှဆိုအကြီးကောင်ပေါ့နော်ငါလို့ပြောမှဆိုအကြီးကောင်တက်လာတယ်ပေါ့နော်ဆိုတော့အတမတက်လာတယ်ဆိုတော့အဲ့ဒီအရာတွေကကိုကပေးတော့မှကိုကလုပ်တော့မှအဲ့ဒီအရာတွေကမှားမှအဲ့ဒီအရာတွေကမှားတော့မှအဲ့ဒီမှားတဲ့အရာတွေကနေပြီးတော့ကိုက experience ရမှာအဲ့တော့ income tax တန်ဖိုးကြီးတဲ့အနာဂတ် experience က gift ပဲကိုယ့်ရဲ့ပေးခြင်းပဲအဲ့တော့ကျွန်တော်အများတန်းဆွေးနွေးတာပေါ့နော်ဆိုတော့ company မှာ OD ကြီးမပေးဘူး OD ကြီးမပေးဘဲနဲ့ဆင် okay မင်း target တစ်ခုကိုရောက်အောင်သွားဖို့လုပ်နေတဲ့အခါမှာ OD ကြီးမပေးလဲချကျုံမမှန်နဲ့နော်ဆိုတော့ experience ကလက်ရှိဝင်ငွေထက်ပိုပြီးတန်ဖိုးရှိတယ်ဗျာနော်ဆိုတော့ကျွန်တော်အဲ့ဒီအရာလေးနားလဲသွားတဲ့အခါမှာကျွန်တော်ပို့ပြီးတော့စိုက်အားထုတ်ဖြစ်တယ်ပေါ့ဗျာနော်ဆိုတော့ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့စိတ်စေတနာပေါ့ဗျာနော်ဆိုတော့လှုပ်တဲ့အခါမှာစိတ်စေတနာပေါ့အဲ့တော့ကျွန်တော်ဆိုနီကနေပြီးတော့ဆိုနီမှာကျွန်တော်6နဲ့အလုပ်လုပ်ပြီးကျွန်တော်ထွက်တဲ့အခါမှာကျွန်တော်ကိုဘယ်သူမှမင်းသိခဲ့တဲ့အသည့်တရားတွေကိုကွာဒီမှာခြံခဲ့ပေးပါလားဆိုပြီးတော့ဘယ်သူတူတယောက်ကမှ request မလုပ်ခဲ့ဘူးเนาะrequest မလုပ်လို့ blame လုပ်တာတော့မဟုတ်ပါဘူးပေါ့เนาะဆိုတော့အဲ့တော့ request လုပ်ခဲ့တာမျိုးမရှိဘူးဒါပေမဲ့ကျွန်တော်ဒီပြောမှဆိုလို့ရှိရင်ဆိုနီယာတထေးပေါ့เนาะဆရာဦးဝလင်ဆိုလို့ရှိရင်လည်းဒါကျွန်တော်ဆိုနီမှာအလုံးလုံးသမားကာလပတ်လုံးသူ့အမြဲရှစ်ခုကတော့အိတ်တဲ့ထဲမှာပါတယ်ပေါ့ဗျာเนาะဆိုတော့ဆရာချစ်ဖို့ကောင်းပါတယ်အဲ့တော့ဆိုလိုရပါလဲဆိုတော့စေတနာပေါ့ဗျာเนาะဆိုတော့စေတနာပြန်ပြီးတော့ထားခဲ့တဲ့အခါမှာစေတနာအယောင်ပြန်ဟတ်တယ်ဆိုတာတကယ်မှန်တယ်ပေါ့เนาะအဲ့တော့
အဲ့တော့ဘယ်သူမှကျွန်တော်ကိုမပြောပြမဲ့လေကျွန်တော်သိခဲ့တဲ့အသည့်တရားတွေပေါ့နော်အဲ့တုန်းကကျွန်တော်တို့ကင်မရာနဲ့ပတ်သက်လို့ရှိရင်ပြောမစို့ကင်မရာဘိုင်းသိတဲ့လူကနည်းနည်းဟို function ဘိုင်းပေါ့နော်သိတဲ့လူကနည်းနည်းဆရာကြတယ်လို့ပြောလို့ရတယ်ဗျာနော်အရင်တော့Sony showroom မှာဆိုလို့ရှိရင်ကင်မရာလာဝယ်တဲ့ TV တွေဘလာဘလာတွေကပြောမစို့လူတိုင်းနှိပါရောင်းတတ်တယ်ဗျာကင်မရာ customer လာပြီဆိုလို့ရှိရင်ဟဲ့ကင်မရာအကြောင်းသိရလူလာပါအောင်ဆိုတော့ဒီလိုဟာမျိုးလေးပေါ့နော်အဲ့တော့ကျွန်တော်သိတဲ့လောက်ကင်မရာအကြောင်းကိုကျွန်တော်မတော့တစ်ခေါက် PowerPoint slide လေးတွေပြင်ပြီးတော့ကျွန်တော်လေဂျာစာအုပ် site ပေါ့နော်လေဂျာစာအုပ် site ကျွန်တော်စာအုပ်တအုပ်ပေါ့နော်စာအုပ်တအုပ်ကျွန်တော်လေဂျာတအုပ်ပေါ့နော်ဆိုတော့ကျွန်တော်ဖန်နီးပြီးတော့ကျွန်တော်ထားပြီးခဲ့တယ်ပေါ့နော်အဓိကကင်မရာရောင်းတဲ့ showroom တွေမှာ showroom ကိုတအုပ်ဆိုပြီးတော့ကျွန်တော်အဲတုန်းက color print ထုတ်ပြီးတော့တည်တည်တက်တက်လေးပေါ့နော်ဆိုတော့အဲတုန်းကကျွန်တော်sorry ထားပါတော့ရုံးကထုတ်တာလားပြန်ထုတ်တာလားတော့ထားပါအဲ့တော့ကျွန်တော်စိတ်စေတနာနဲ့ကျွန်တော်ဖန်ဖိုးပေးခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်ရက်တီခဲ့တဲ့ဒီရက်ဝေါမှာဒီထက်မှကကောင်းမွန်တဲ့အနေထားတစ်ခုရောက်ပါစေဆိုတော့စိတ်စေတနာလေးပေါ့နော်စိတ်စေတနာလေးနဲ့ပေါ့နော်ကိုသက်ဆွမ်းတလောက်ပေါ့နော်အကျိုးပြုခဲ့တယ်ဆိုတဲ့အနေထားပေါ့နော်ဆိုတော့ဒီကင်မရာနဲ့ပတ်သက်လို့ကျွန်တော်တို့အလုံးစားဝင်တဲ့အချိန်မှာအကိုတယောက်ပေါ့နော်ဆိုတော့အဲ့ကိုဆိုကင်မရာကြောင့်အရန်ကျွမ်းကျင်နေနောက်ဆုံးအဲ့ကိုဆိုလို့ရှိရင်ကျွန်တော်သိရတဲ့လောက်စောစောစီးစီးသူဆုံးပါသွားတယ်ပေါ့နော်ဆိုတော့အဲ့တော့သူဆုံးပါတဲ့အခါမှာသူသိခဲ့တဲ့ကင်မရာအကြောင်းတွေကိုသူပြောမစို့ training မှာ share ခဲ့တဲ့အနေအထားတော့ရှိတယ်ဗျာသိရမလားဒါပေမဲ့ physical evidence အနေနဲ့သူခြံခဲ့တယ်ဆိုတဲ့အနေအထားကရှားတယ်ဗျာเนาะဆိုတော့မရှိဘူးဗျာเนาะအဲ့တော့ကျွန်တော်တို့အသက်တွေအနေနဲ့ဒီကိုဆုံးသွားတာစောလိုက်တာသူကြံခဲ့တဲ့ပြောမစို့အထောက်ထားနီးနာစာအုပ်လေးများရှိရင်ငါတို့ဟိုဖတ်လို့ရရင်သိကောင်းမှာဆိုတော့ဒီ fresher တယောက်ရဲ့ခံစားချက်ပေါ့เนาะဆိုတော့ကျွန်တော်ဒီ electronic industry က resign တင်တဲ့အခါမှာလည်းကျွန်တော်အနေနဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်စိတ်ခံစားချက်ရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်လို fresher လေးတွေเนาะဆိုတော့ကျွန်တော် resign တင်သွားတိတိုင်းကျွန်တော်သိတဲ့အသည့်တရားလေးတွေကနေပြီးတော့စာအုပ်အဖြစ်ဖတ်ပါစေဆိုပြီးတော့ land လုပ်ပါစေဆိုပြီးတော့ထားခဲ့တယ်ပေါ့เนาะဆိုတော့အခုကျွန်တော် telecom industry ကနေ resign တင်တဲ့အခါမှာလည်းကျွန်တော်ရဲ့ဒီ measurement plan တွေဟိုပေါ့เนาะကျွန်တော်ရဲ့ဒီပြောမစို့ဒါကတော့နောက်လူလှုပ်ချင်းမလှုပ်ချင်းကတော့ဒါ director instruction နဲ့မူတည်သွားတာပေါ့เนาะဆိုတော့ကျွန်တော် channel မှာတာဝန်ယူလှုပ်ဆောင်တဲ့အချိန်တုန်းကတော့ director ကော manager ရောကကျွန်တော်ကိုဒါဟို authority အပြည့်နီးပါပေါ့เนาะဆိုတော့ manager ဆို2ယောက်ရှိတယ်ပေါ့ဗျာเนาะဆိုတော့ဟိုအကုန်လုံးကလူကြီးတွေအကုန်လုံးကကျွန်တော်ကိုauthority အပြည့်နီးပါပေးထားတယ်ပေါ့ဗျာเนาะဆိုတော့ကောင်းလို့ရကိုပတ်သက်ကိုကိုစွမ်းစားနဲ့ပေါ့เนาะကိုပြောမစို့ကိုမျိုးရင်ကိုမျိုးတယ်လို့အကောင်းဆုံးဟိုလုပ်လို့ရနိုင်တယ်ပေါ့ဗျာเนาะဆိုတော့ဒီအရာတွေကိုကျွန်တော်အနေနဲ့လောက်ထွက်လာပြင်ထားခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီရဲ့ return ကဘာဖြစ်လဲဆိုတော့အဲ့ဒီရဲ့ return ကဘာဖြစ်လဲဆိုတော့အခုကျွန်တော်ဒီရောက်လာတဲ့အခါမှာရင်းကြီးအလုပ်ပြင်ပန်းမရှာရဘူးပေါ့နော်ဆိုတော့ဟို pressure တော့ရှိတာပေါ့ဗျာနော် pressure တော့ရှိတာပေါ့ဒါပေမဲ့ရင်းကြီးအဲ့လိုမျိုးသိရမလားတချို့ဆိုလို့ရှိရင်ဟိုဘက်ရှာကြတို့ဘာတို့ဘက်ပေါ့နော်ကျွန်တော်နယ်မြေတော့တိတ်မသိသေးပါဘူးအဲ့ဘက်အလုံးနဲ့ပတ်သက်လို့ရှာကြတို့ဘာတို့ဘက်ဆိုလို့ရှိရင်တော်တော်ဝေးတယ်ဗျတော်တော်ကားနဲ့သွားရတဲ့အနေအထားပေါ့နော်ဆိုတော့ metro အရောက်ပေါက်မရှိဘူးပေါ့နော်ဆိုတော့အဲ့ဘက် chance တိကျွန်တော်သွားရှာစရာမလိုခဲ့ဘူးပေါ့ဗျာနော်ဒီဒူဘိုင်းမြို့ပေါ်မှာပဲကျွန်တော်လုပ်ရတယ်ရတဲ့အလုပ်ကလည်းကျွန်တော်တို့ဒီဒူဘိုင်းမှာ experience man နေနဲ့ပြောမစို့ level 2 လို့မျိုးပေါ့နော်ဆိုတော့ရတယ်
ဘာလို့ရလဲလို့ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာကျွန်တော်ရမ်းတော်လို့တက်လို့မဟုတ်ပါဘူးကျွန်တော်ရမ်းတော်လို့တက်လို့မဟုတ်ပါဘူးပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာဘာလဲဆိုတော့ positivity ပေါ့နော်ဆိုတော့ positive ဆန်တဲ့အရာလေးတွေကကျွန်တော်ကိုဒီလိုမျိုးဟိုတွန်းပို့သွားတယ်လို့ကျွန်တော်ခံစားမိတယ်ပေါ့နော်အဲ့တော့ဒီနေ့ဆရာကကျွန်တော်ကိုမေးတဲ့အခါမှာဒီအတေးချောင်းလေးတွေပြန်ပြောင်းပြီးတော့တတိယ run ဆွတ်တက်တာပြီးတော့ပေါ့ဗျာနော်ဒါဒီ record လေးကိုရိုက်ပူတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ကတည်တဲ့အတိုင်းနေတော့ဘယ်ချိန်မှအိမ်ပြန်ရောက်မလဲတော့မသိသေးဘူးဗျာနော်ဆိုတော့နောက်3နှစ်ဖြစ်မလားနောက်5နှစ်ဖြစ်မလားနောက်10နှစ်ဖြစ်မလားနောက်နှစ်20ဖြစ်မလားတော့မသိဘူးပေါ့ဗျာနော်ဆိုတော့ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့အကယ်၍ဟိုတိုင်းပြည်ကပြန်ပေါင်းသည့်တိုင်းကျွန်တော်တို့စိတ်တွေကလည်းပြောလို့မရဘူးပေါ့နော်ဆိုတော့ဒီ international မှာ living standard တခုနဲ့နေရတာကိုကြိုက်တွေ့ပြီးတော့အလေပဲလာတာလည်းဖြစ်ချင်းဖြစ်မှာပေါ့ဗျာမပြန်တော့ဘူးဆိုတာလည်းဖြစ်ချင်းဖြစ်မှာပေါ့ဗျာနော်ဒါမှမဟုတ်လဲအိမ်ကိုလွမ်းစွတ်တန်းတာပြီးတော့တိုင်းပြည်ကောင်းကောင်းချင်းပြန်လာတာလည်းဖြစ်ချင်းဖြစ်မှာပေါ့ဗျာနော်ဆိုတော့ဘယ်လိုဖြစ်မလဲတော့မသိသေးဘူးပေါ့နော်ဆိုတော့ကိုယ်စိတ်ကိုနောက်9နှစ်10နှစ်ကတော့ဘယ်လို changes ဖြစ်ဦးမလဲတော့မသိသေးဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးကျွန်တော်ဆွေးနွေးရပါအဓိကကတော့ပြီးတော့နောက်တစ်ခုကကြတော့ဗာလဲဆိုတော့အလုပ်တိုင်းမှာကျွန်တော်အမြဲတမ်းတွေးလေတွေးထားရှိတဲ့အရာပေါ့နော်ပတ်စံရရမရရင်ပညာရပေါ့နော်ပတ်စံရောပညာရောနှစ်ခုစလုံးရရလို့ဆိုသိကောင်းတာပေါ့ဗျာနော်ဆိုတော့ပတ်စံရရပညာရနှစ်ခုတည်းတစ်ခုရပေါ့နော်နှစ်ခုစလုံးမရတဲ့အလုပ်ဆိုလို့ရှိရင်တော့နှစ်ခုစလုံးအခွင့်အရေးနည်းတဲ့အလုပ်ဆိုရင်တော့ဒါပြောင်းတင်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ဗာလဲဆိုတော့အလုပ်ထဲမှာကျွန်တော်အမြဲတမ်းရွေးချယ်ပြီးလုပ်လို့ရှိတာ brainstorming ဖြစ်တဲ့အလုပ်တွေပေါ့နော် creativity ရှိမဲ့အလုပ်တွေပေါ့နော်ဆိုတော့အဲ့ဒီဘိုင်းတွေကိုကျွန်တော်ရန်သဘောကျတယ်ပေါ့ဗျာနော်ဆိုတော့brainstorming နဲ့ပတ်သက်ပြီးတော့လူကလှုပ်ဆောင်နေမှသာလျှင်ဒါလိုပဲအုံနောက်ကအသွားထက်တယ်လို့ယူဆတယ်ပေါ့ဗျာနော်ဆိုတော့တချို့ repetitive job လေးတွေရှိရ robotic job လေးတွေရှိရကိုဖြတ်သန်းလာခဲ့တဲ့လုပ်ငန်းခွင်မှာလည်းကျွန်တော်မျိုးသမီးဆိုရင်ကျွန်တော်မျိုးသမီးဆိုလို့ရှိရင်ကျွန်တော်သူ့အမြဲဆွေးနွေးတယ်repetitive job တွေ robotic job တွေကိုဒါပြောမှဆို junior ကြီးနဲ့လွှဲထားရမယ်။ဘာဖြစ်လို့လဲဆိုတော့ကိုက senior တယောက်ဖြစ်လာပြီ။ကိုက robotic job တွေ repetitive job တွေနဲ့ကိုကအချိန်ပေးနေလို့ချိန်ကုန်နေလို့မရဘူးဗျာသိရလား။အဲ့တော့ကိုက creativity ဖြစ်မဲ့ job တွေเนาะ brainstorming ဖြစ်တဲ့ job တွေเนาะဟိုပြောမှဆိုလို့ရှိရင်เนาะဒီ director တို့C level တို့ဖြစ်လာပြီဆိုလို့ရှိရင်ကိုကနောက်3နှစ်5နှစ်10နှစ်ပေါ့နော်ဒီလောက်ထိညှော်မှန်းပြီးတော့သွားရမယ့်အနေအထားမျိုးတွေကိုကိုကအခုကတည်းကပြင်ဆင်ထားမှရမယ်ပေါ့နော်ဆိုတော့နောက်9နှစ်10နှစ်တွေပြောနေလို့မင်းကွာမြန်မာနိုင်ငံမှာမဖြစ်တဲ့ညာဖြစ်တယ်ဆိုတာခဏထားပါเนาะဆိုတော့ဒီပြောမှဆိုလို့ရှိရင် business နဲ့ပတ်သက်ပြီးတော့ economic နဲ့ပတ်သက်ပြီးတော့ဒီ fluctuation တော်တော်လေးဖြစ်တဲ့တိုင်းပြည်မှာကတော့ဒါကပြောမှဆိုလို့ရှိရင်ဒီလုပ်ငန်းရှင်တိုင်းအခက်အခဲဖြစ်တာဒါကတော့ကျွန်တော်တို့အကုန်လုံးနားလည်ပြီးသားပါအဲ့တော့ဒီစီးပွားရေးတည်ငြိမ်တဲ့နိုင်ငံတွေမှာကကြတော့ဒီ plan တွေကောင်းကောင်းချပြီး run လို့ရတယ်ပေါ့ဗျာเนาะဆိုတော့အဲ့တော့ကျွန်တော်တို့ကဒီ level လောက်ထိသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ level လောက်ထိပြင်ဆင်ထားမှရမှာပေါ့ဗျာเนาะဆိုတော့ brainstorming လုပ်တဲ့ဖြစ်တဲ့အလုပ်တွေကိုယူတယ်เนาะ creativity လှုပ်ဆောင်နိုင်မဲ့အရာတွေကိုယူတယ်အဲ့ဒီကနေမှအတွေ့အကြုံတွေယူတယ်မှားတယ်အမှားတွေကနေပြီးသင်ခန်းစာတွေယူတယ်အဲ့ဒီကနေမှတစ်ဆင့်ကျွန်တော်တို့ကနောက်ထပ်ခြေလှမ်းတစ်ခုကိုတက်လှမ်းတဲ့အခါမှာလူတီပြောမှဆိုကောင်းမွန်တဲ့level တစ်ခုတို့ပေါ့เนาะဆိုတော့ကျွန်တော်ကတော့ဒီလိုပုံစံမျိုးပဲယူဆပါတယ်ဗျเนาะဆိုတော့အခုချိန်မှာလဲဟိုဒီ record လုပ်တာတို့ဘာတို့စ
တော့မို့လို့ဆရာကြီးဘာညာဖြစ်နေရအားချလည်းမဟုတ်ပါဘူးခုမှပါချီပါချက်ပါ beginner ပါခုမှ fresher ပါเนาะဆိုတော့ဒီမှာခုမှစတင်လေးလာသင်ယူရမယ့်ကာလပါဒါပေမဲ့ကျွန်တော်ပေးချင်တာ positive energy ပေးချင်တာပါဗျာเนาะဆိုတော့လုပ်ငန်းခွင်မှာအပြူသဘောပဲတွေးပြီးတော့အပြူသဘောဆောင်တဲ့အရာလေးတွေနဲ့ကျွန်တော်တို့ကအကောင်းဆုံး contribution ဘယ်လိုပုံစံမျိုးပေးမလဲဆိုတော့အတွေးလေးနဲ့ကျွန်တော်တို့လှုပ်ဆောင်မယ်ဆိုရင်အဲ့ဒီအရာတွေကမှကျွန်တော်တို့ကောင်းမွန်တဲ့ဘဝတစ်ခုရမယ်လို့ကျွန်တော်ယူဆပါတယ်ဒါလေးဆွေးနွေးချင်တာပါကျေးဇူးအများကြီးတင်ပါတယ်ဗျ See you